ဒါမင်းသားပေါ့နော်အဲ့တော့မင်းသားကိုမှတ်ထားပေးပါတော့အဲ့တော့ဘာလုပ်လို့ရလဲဆိုတော့ Google မှာဒီလိုလေးရိုက်ပြီးရှာလိုက်မယ်ဒါဘာဖြစ်လို့မင်းသားကိုရှာလဲဆိုမင်းသမီးကအရန်ပူပေါ်ပါတယ်မင်းသားအရန်ပူနေတယ်ပေါ့နော်အဲ့တော့မင်းသားကိုရှာရင်ပူမြန်မယ်လို့ထင်လို့ပါအဲ့တော့အမခဏရှာကြည့်လို့အဲ့တော့အမင်းသားကအရန်နာမည်ကြီးတာမဟုတ်ဘူးဆိုတော့အနောက်မှာဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးကနေစကြည့်မယ်ပေါ့နော်ကဲဘာတူလဲအော်ဒီမှာတွေ့ပြီတကယ်ဆိုတော့ဒီမင်းသားပေါ့နော်အဲ့ဆိုရင်ဒီမင်းသားကိုကြည့်လိုက်မယ်မင်းသားရဲ့ဒီမွေးနေ့တွေပေါ့နော်ကိုကြိုက်တဲ့မင်းသားရဲ့မွေးနေ့တွေစိုင်းနေလဲကိုကတိရရပေါ့နော်ကိုကြိုက်တဲ့မင်းသားကိုတွားကြည့်နေတယ်ဆိုအဲ့လိုကြီးကြပါလို့အဲ့လိုကြီးကိုမင်းသားဗာနေဖွာလဲဘယ်မှာဖွာလဲပေါ့နော်ဘယ်မှာမွေးလဲပေါ့အဲ့လိုလေးတီးလို့ရတယ်အဲ့တော့ဒါသူရိုက်ထားတဲ့စကားကြီးပေါ့နော်အဲ့တော့ပထမဆုံးကြည့်လိုက်မယ်ပေါ့နော်7ရထားတန်းတွေ့ပြီเนาะတန်းတွေ့ပြီအဲ့တော့ဒီဇာကားလေးပဲဖြစ်ပါတယ်ခုနကဒါမီနာနဲ့မီနီမီပေါ့เนาะဒါ sporting row ဆိုတော့ဒီဇာကားနာမည်ကဒီနာမှာပါဒါဇာကားနာမည်ဖြစ်ပါတယ်အဲ့တော့အဲ့ဒါကို copy လုပ်ပြီးတော့ဒီမှာ paste လုပ်လိုက်ပါလို့ဒီမှာ paste လုပ်လိုက်လို့ရှိရင်တန်းပြီးတော့ကြာလာမှာပါလို့ဒီဇာကားလေးပါပဲလို့ဒါလေးကတော့ကြည့်ပြီးသားပေါ့နော်ဒီဇာကားလေးပဲဖြစ်ပါတယ်လို့အဲ့တော့ My secret to luminous skin ဘယ်သူတင်တာမှစောင့်ရမလို့တော့ဒီလိုဇလန်တိုလေးတွေဝဘမှာတက်လာတွေ့လိမ့်မယ်ပေါ့နော်အဲ့တော့ကိုကလည်းဒီဇလန်တိုလေးတွေကို free ကြည့်နေဆိုလို့ရှိရင်ဘယ်လိုကြည့်မလဲဆိုတော့ဒီအောက်မှာတော့သူကရေးထားတဲ့တရုတ်လိုစကားနဲ့မရေးထားရပါတော့အဲ့တော့ကိုရီးယားမဖတ်တတ်ဘူးမသိဘူးမရေးတတ်ဘူးဆိုရင်ဒီ comment ကိုတွားလိုက်ပါအဲ့မှာ comment မှာတကြောင်ချင်းစီကြည့်ပါအဲ့မှာရေးဟိုဗာလဲမေးထားတဲ့လူဆိုတွေ့ပါလိမ့်မယ်เนาะဒီမှာဆိုရှင် title ကိုမေးထားတယ်